ယောက်ျားကြီးနေရာတကာမှာခေါင်းမခါမိစေနဲ့နော်ဘာလို့လဲတဲ့လှမ်းမိတာခေါင်းခါလို့ရှိရင်စွတ်ထားတဲ့မင်းသားမျက်နှာဖုံပြုတ်သွားမစိုးလို့ပါဗျာတဲ့ကဲကာတွန်းခေါင်းမခါရဲဘူးမင်းသားမျက်နှာဖုံပြုတ်သွားမှဆိုလို့တဲ့နောက်တစ်ခုကကလေးလေးတယောက်တည်းစာကျက်နေတာကာတွန်းရေးသူကထင်လင်းကျော်တဲ့ကလေးလေးကကလေးတန်နဲ့ကျွန်တော်ရွတ်ပြမယ်နော်အစိုးရဗနံမျိုးရှိသန်းဤကလေးကစာကျက်နေတာဒါသတင်းစာထဲမှာပါတဲ့တရားဝင်ကာတွန်းတော့ကျွန်တော်တီထွင်ပြောနေတာမဟုတ်ဘူးကျွန်တော်ကြိုက်တဲ့ကာတွန်းလေးတွေအစိုးရဗနံမျိုးရှိသန်းဤအစိုးရ6မျိုးရှိပါသည်၎င်းတို့မှာ1အိမ်ဆောင်အစိုးရ2အာဏာသိမ်းအစိုးရ3ယူနီဖောင်းဝေးအစိုးရ4တိုက်ပုံဝေးအစိုးရ5ရုပ်သိမ်းအစိုးရနဲ့6ဘာလို့ရမှမသိတော့အစိုးရတို့ဖြစ်ကြပါသည်ကလေးကစာကျက်နေတာပြောရရင်တော့အများကြီးဗျာဒီတစ်ခွက်လောက်ပဲပြောတော့မယ်ကာတွန်းဝင်းအောင်နဲ့ကြိုက်တာတွေအများကြီးတစ်ခွက်လောက်ပြောပြခြင်းလေဗျတစ်ခွက်ကာတွန်းတယောက်တည်းခေါင်းပေါင်းလေးနဲ့ဒီလိုလေးကာပြီးသူကကာတွန်းဖတ်တဲ့သူကိုပြောတဲ့သဘောမျက်နှာလည်းဖြီးဆက်ဆက်နေဗျဟီ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 တဲ့သူကဆက်လိုက်သေးတာကျမ်းသစ္စာတော့ကြိမ်ခဲ့ပြီးပြီသူဟီဟီရစားလားဟီဟီကျမ်းသစ္စာတော့ကြိမ်ခဲ့ပြီးပြီအိမ်ရောက်ရင်မိုးကြိုးလွဲတတ်ဖို့ပဲလိုတော့တယ်တဲ့ကဲဟဲ့တငယ်ချင်းရေငါအခုတလောသတင်းစာဖတ်ရင်ကာတွန်းတွေကိုသိကြိုက်တယ်ကွာငါကိုတငယ်ပြန်နေပဲဆိုငါတငယ်ပြန်တာတိုင်းပြည်ဒုက္ခမရောက်ပါဘူးကွာငါကာတွန်းကြိုက်တာမင်းငါကိုခွင့်လွတ်ပါဟဲ့တငယ်ချင်းရေမင်းကငါကြပြလေးတစ်ပုတ်လောက်ရွတ်ပြခြင်းလိုက်တာအဲ့ဒီကြပြငါရင်ထဲကခန်းစားလုံးငါကိုယ်တိုင်တီဖွဲ့ထားတဲ့ကြပြကညစ်ကြပြလေးပါရှေ့ဆရာဦးတင်ထုတ်ကရွတ်ပြသွားတယ်ဆရာဇော်ကြီးရဲ့ကြပြကျွန်တော်ကလည်းဆရာဇော်ကြီးရဲ့ကြပြတရားနေပြီးကြပြလေးတစ်ပုတ်ကိုအတူခေါ်ပြီးရေးထားတာရွတ်ပြမယ်နော်ကျွန်တော်အလွတ်ရတယ်ကျွန်တော်ကြပြဆိုတော့ကျွန်တော်ဗမာတပြည်လုံးသွားပြီးတပြည်လုံးရဲ့အတန်ကိုကြပြလေးလှုပ်ထားတယ်ခုတ်လောမြန်မာအိုမြန်မာတို့ထလောမြန်မာမို့ဗမာတွေကမထဘူးခုတ်ဖဲနေတာခုတ်လောမြန်မာအိုမြန်မာတို့ရွာတို့မြေတို့ရွာမြေဝဲရွှေကျွန်းတစ်တော်ပေါ်လဲပေါ်ဤပေါ်ပါလေလဲတမွဲမွဲနဲ့တဲခုတ်နှင့်သာနေရပါသည်မြန်မာမျိုးဟဲ့တို့မျိုးဟေးတို့မျိုးဟေးမှာအတန်တိုးသွားတာခွင့်လွတ်ပါဘာကြောင့်လဲဆိုအားမရှိတော့လို့တူလောမြန်မာအိုမြန်မာတို့တူလောမြန်မာအိုမြန်မာတို့ရွာတို့မြေတို့ရွာမြေဝဲရွှေငွေကြောက်မြက်ထွက်လဲထွက်ဤထွက်ပါလေလဲတမွဲမွဲနဲ့တဲကုတ်နှင့်သာနေရပါသည်မြန်မာမျိုးဟဲ့တို့မျိုးဟေး